ရန်ကုန်မြို့ပြင်ကတောင်ကုန်းတစ်ခုပေါ်မှာတည်ရှိတဲ့ဒုက္ခရိပ်မြုံစိတ်ချမ်းမာရေးဆေးရုံကြီးဟာညဆိုရင်ခြောက်ချစရာကောင်းလွန်လာပါတယ်။ဆေးရုံရဲ့နေရန်ဖြူဖြူတွေကလာရအောင်မှအေးစက်နေပြီးလေတိုးတန်တွေကငိုရှိုက်တန်တွေနဲ့ခက်ဆင်ဆင်တူနေပါတယ်။သူနာပြုမလေးမင်းတွေကလူနာဆောင်လေးရဲ့ဆင်းချန်လန်းအတိုင်းလမ်းလျှောက်လာပါတယ်။သူမရဲ့သူနာပြုဝတ်စုံကစွန့်ထက်မှုမရှိပဲဖြူဖွေးနေပေမဲ့သူမရဲ့စိတ်ဝိညာဉ်ကတော့လွန်ခဲ့တဲ့12နှစ်ကတည်းကနာကျင်မှုတွေမိတွေနဲ့အတူလောင်ကျွမ်းခဲ့ပြီးသားပါသူမရဲ့ခြေလမ်းတိုင်းဟာဂလဲစားချင်ချင်စီကိုနီးကပ်သွားသလိုခံစားနေရပါတယ်သူမအခန်း432ရဲ့အရှိမရက်လိုက်တယ်တကားချက်ပေါ်ကနာမည်ကတော့ဦးမင်းထင်တယ်ဦးမင်းထင်သူမစောင့်ဆိုင်နေတဲ့ပထမဆုံးသားကောင်းပါပဲအခန်းထဲမှာတော့တစ်ချိန်ကစီးပွားရေးလောကကိုကိုင်လုပ်ခဲ့တဲ့တထေးကြီးဦးမင်းထင်ကကလေးပေါ်မှာတန်ချိုးတွေနဲ့တုံ့နှောင်ခံထားရပါတယ်။သူ့ရဲ့မျက်လုံးတွေကကြောက်လန့်တကြားနဲ့ဟိုဟိုတီတီကြည့်နေပါတယ်။နေကောင်းလားဦးလေးစစ်တော့ရအောင်နော်။မင်းတွေကချိုတာတဲ့လေတံလေးနဲ့ပြောလိုက်ပေမဲ့သူမရဲ့မျက်လုံးတွေကတော့ရေခဲလိုအေးဆက်နေပါတယ်။ဦးမင်းထင်ကတကိုယ်လုံးတုံရင်လာပြီးမလာနဲ့နင်ကအဲ့ဒီညကောင်မလေးမလားမီးထဲမှာတေသွားပြီထင်နေရ။မင်းတွေကဆေးထိုးအကိုမြောက်လိုက်ရင်ခတ်တိုးတိုးရီလိုက်ပါတယ်။ဦးလေးကဝေဒနာတွေကိုခံစားနေရလို့အာယုံ၆ချားနေရပါ။ရှင့်ကိုလူတွေအားလုံးကအယူလို့ထင်နေကြပြီ။ဘာလို့လဲဆိုတော့ရှင့်ကိုတစ်နှစ်ပတ်လုံးဆေးတွေတဖြည်းဖြည်းတိုက်ကျွေးခဲ့တာကျမကိုယ်တိုင်မို့လို့ပါပဲ။တစ်ချိန်တည်းမှာပဲဆေးရုံအုပ်ကြီးဒေါက်တာကျော်မင်းရဲ့ရုံခန်းထဲမှာတော့ဝိုင်းပလင်းကိုဖွင့်ကအောင်ပွဲခံနေကြပါတယ်။အဲ့ဒီနေရာမှာဒေါက်တာကျော်မင်းနဲ့အတူဦးမင်းထင်ရဲ့ဇနီးဒေါ်တန်နာနဲ့တားဖြစ်သူအောင်ကောင်းတို့ရှိနေကြပါတယ်။ကဲအစီအစဉ်ကတော့အောင်မြင်သွားပြီ။ဦးမင်းထင်ကတော့ပြန်ကောင်းဖို့လည်းမရှိတော့ဘူး။သူ့ရဲ့ပိုင်ဆိုင်မှုတွေအားလုံးကိုလည်းဒေါ်တန်နာတို့စီကိုလှည့်ဖို့တရားရုံးကဆုံးဖြတ်ပြီးသား။ကျွန်တော်ကိုပေးမယ်ဆိုရမြေကွက်ကိုလည်းမမိတ်နဲ့အောင်နော်။လို့ဒေါက်တာကျော်မင်းကပြောပါတယ်။ဒေါ်တန်နာကပြောင်းလိုက်ပေမဲ့သူမရဲ့မျက်လုံးထဲမှာလောဘရိပ်တွေကအထင်သာ။ဒါနဲ့ဟိုသူနာပြုမလေးမင်းနွယ်ရောဘယ်လိုလုပ်မှလဲ။ तू ကအားလုံးကိုသိရနော်စိတ်မပူပါနဲ့အမေအောက်ကောင်းကကြားဖြတ်ပြောလိုက်ပါတယ်ဦးမင်းထင်သေးတာနဲ့မင်းတို့ဆေးမထုတ်လို့လူသတ်မှုနဲ့အမှုစင်ပြီးထောင်ထဲကိုပို့လိုက်မှာပေါ့အဲ့ဒီတက်တွေကိုကျွန်တော်အကုန်လုံးဖန်တီးပြီးသားပါလို့အောက်ကောင်းကပြောလိုက်တယ်ရုတ်တရက်အခန်းတကားပွင့်သွားပါတယ်မင်းတွေကဝိုင်းပလင်းအစ်စ်တစ်လုံးကိုကိုင်ရင်းဝင်လာတယ်သူမရဲ့မျက်နှာကအေးစိမ့်တည်ငြိမ်နေပါတယ်ဝိုင်းကအရသာရှိရလားရှင်တို့မင်းတို့ရဲ့အမေကြောင့်အားလုံးတုန်လှုပ်သွားတယ်။ဒေါက်တာကျော်မင်းကထိုင်ကောကထားဖို့ကြိုးစားပေမဲ့ခြေထောက်တွေကမခိုင်တော့ပါဘူး။ဝိုင်းထဲမှာမင်းတွေကအာယုံကျောကိုထုံကျင်စေတဲ့အစိတ်တစ်မျိုးခတ်ထားလို့ပါပဲ။ရှင်တို့ပြောနေရတော့ကျွန်မအကုန်ကြားပြီးသားပါ။မင်းတွေကစပွဲပေါ်တော့အတန်ဖတ်ဆက်လေးကိုလှမ်းတင်လိုက်ပါတယ်။ရှင်တို့ကကျွန်မကိုတစားကန်လုပ်ဖို့ကြံနေရလား။မဟုတ်ဘူးရှင်တို့အားလုံးဒီညဒီဆေးရုံနဲ့အတူပြဖြစ်သွားမှာ။လုံခဲ့တဲ့12နှစ်ကကျမရဲ့မိဘတွေမီးရဲမှာအော်ဟစ်နေတာကိုရှင်တို့အားလုံးရှင်မောပြီးကြည့်ခဲ့ကြတာမင်းတို့ရဲ့အတန်အတိမ်ဝင်သွားပေမဲ့ခိုင်မာနေပါတယ်ဦးမင်းထင်ကအမိတ်ပေးတယ်ဒေါက်တာကျော်မင်းကအမှုမှန်ကိုဖုံးကွယ်ပေးတယ်ဒေါ်တနာကအကြံပေးပြီးအောင်ကောင်းကိုမိစတင်ရှို့ခဲ့တာရှင်တို့အားလုံးမှာကျမမိဘတွေရဲ့သွေးတွေစိုးနေတယ်မင်းတွေကဓာတ်စီတွေကိုအခန်းအနှံကိုလောင်းချလိုက်ပါတယ်သူမရဲ့လက်ထဲမှာမီးချစ်လေးတစ်လုံးရှိနေတယ်အခုတော့ရှင်တို့လည်းပဲသူမမီးချစ်ကိုချစ်လိုက်တဲ့အချိန်မှာဒေါက်တာကျော်မင်းတို့၃ယောက်ဟာအစိတ်ရှင်ကြောင့်မလှုပ်ရှားနိုင်တော့ပဲကြောက်လန့်တကြားအော်ဟစ်နေကြရပါတော့တယ်။ဘုံဆိုရဲအတန်နဲ့တူစိမ်းရုံကြီးရဲ့ရုံခန်းတစ်ခုလုံးမီးတောက်တွေဖုံးလွှမ်းသွားပါတယ်။တခဏကြာတော့စိမ်းရုံတစ်ခုလုံးမှာမီးတက်ကားတန်တွေအော်ဟစ်တန်တွေနဲ့ရှုပ်ထွေးနေတဲ့ညမှာသူနာပြင်းမလေးမင်းတွေကတော့အဖေရောဝတ်စုံကိုချွတ်ပစ်လိုက်ပြီးရိုးရှင်းတဲ့အဝတ်စားတွေကိုလဲကလူအုပ်ထဲကိုတိုးဝင်သွားပါတော့တယ်။နောက်နေ့မနက်မှာတော့ဒုက္ခရိပ်မှုဆေးရုံကြီးကမီးလောင်ပြီးလူနာနဲ့ဆေးရုံအုပ်ကြီးအပါအဝင်၄ဦးသေဆုံးသွားကြောင်းသတင်းတွေထွက်ပေါ်လာပါတယ်။ဒါပေမဲ့အဲ့ဒီနေရာမှာရှိနေခဲ့တဲ့သူနာပြုမလေးမင်းတွေကိုတော့ဘယ်သူမှရှာမတွေ့တော့ပါဘူး။မင်းတွေကဝေးကွာတဲ့မြို့လေးတစ်မျိုးကိုဦးတည်ရဲ့ဘတ်စကားပေါ်မှာထိုင်ရင်သူမမိဘတွေရဲ့ဓာတ်ပုံတွေကိုကြည့်ပါခတ်တိုးတိုးလေးပြောလိုက်ပါတယ်။မေမေဖေဖေတမီးအလုပ်ပြီးပြီ။